ဖုန်းလေးပေါက်ဖုန်းပြန်ပြီးပေါက်ရတယ်ကိုခေါ်လို့လားဖုန်းလေးပေါက်ရတယ်ပြန်ပြီးတော့ပါဒီအကိုမြင်လာတဲ့ဘယ်သူလဲဆိုတာသိနေကြပြီလို့ထင်ပါတယ်ဒီနေ့မှဆိုရင်ပေါ့နော်ဒါအကိုအတွက်ဆိုပြီးတော့မြန်မာပြည်ကနေပြီးတော့ပေါ့နော်ကိုနိုင်ရပြီးတော့9သိန်းခွဲပတ်စံလွဲပြီးတော့မှဒီအမားတို့အစင်မြောင်လုပ်ပေးပါဆိုတော့လွဲလာပေးထားပါတယ်ပြီးတော့ပေါ့နော်ဆိုင်ဘက်ကနေနဲ့အဲ့ဒီအကိုနဲ့ပေါင်းပြီးတော့မှအကိုအတွက်ဒီနေ့ Oppo Reno 14 F5G လေးအကိုအကြိုက်ဖုန်းလေးကိုဒီနေ့ပါကင်လေးအကိုကိုယ်တိုင်ဖောက်มาဖြစ်ပါတယ်အကိုပါကင်လေးဖောက်ပေးကိုဘလို့ဘာပြောချင်လဲကိုလူကြည့်တွေလည်းအများကြီးဖြော်သွားပြီဆိုတော့နည်းနည်းနားလည်မှုတွေပါလေကြည့်နေတဲ့သူကနားလည်မှုတွေလည်းလွဲသွားပြီချင်တယ်ကိုဘလို့ဘာလေးပြောချင်လဲကိုတကယ်ကြတော့ရောက်တဲ့တယောက်ဒီအစင်ကြီးကတော့ကျွန်တော်စတဲ့အနေနဲ့ကျွန်တော်တကယ်ကြီးကျွန်တော်စလိုက်တာပေါ့နော်အကိုကတကယ်ကြီးအစားအရင်ပျော်သွားတာပေါ့ကိုနော်ပျော်သွားပြီကျွန်တော်တကယ်ကြီးကိုစလိုက်တာသူစီကဘာမှမျှော်လင့်ချက်ရည်ရွယ်ချက်မရှိဘူးပေါ့နော်ကျွန်တော်ကမှစလိုက်တာပဲရှိပါတယ်တကယ်ကြတော့ဒီကြီးရဲ့ပရိသတ်တွေကနားလည်မှုလွဲသွားတာပါနော်အခုလို့ကျွန်တော်ဒီဖုန်းနဲ့ဆောင်ပြီးတဲ့အတွက်လည်းကျွန်တော်အကျေးဇူးရတင်ပါတယ်ပေါ့နော်ညီမလေးတို့ဆိုင်ကတချီနဲ့အဲ့ဒီအကိုနဲ့ပေါ့နော်အကိုအတွက်အစ်စ်ပါကင် Reno 14F လေးကိုဒီနေ့အကိုအတွက်လုပ်ပေးထားလေးပဲဖြစ်ပါတယ်အကိုပါကင်လေးဖောက်ပေးခွင့်နော်ဒါလေးပြီးရင်ညီမလေးတို့ cancel မဲလေးလည်းနိုင်မယ်ကိုအကိုချစ်တဲ့သူတွေကအများကြီးပဲကိုပေါ့နော်အကိုအားပေးစကားတွေပြောထားတဲ့သူတွေလည်းအများကြီးရှိရကိုဗီဒီယိုထဲမှာလေပြောဆိုင်ဘက်ကိုလည်းဗီဒီယိုလေးတွေဖြတ်ခိုင်းတဲ့ customer လေးတွေကအပုံလိုက်ကြီးပေါ့နော်10ပုံမှာ9ပုံလောက်ကဗီဒီယိုဖြတ်ခိုင်းတဲ့သူတွေပဲဒါပေမဲ့ဗီဒီယိုကကျတော့ပေါ့နော်မမေတို့ကဒီအကိုတို့2ယောက်ရဲ့ခွင့်ပြုချက်နဲ့တင်ထားတာလေးပဲဖြစ်ပါလေရှင်ပေါ့နော်ဒီအကိုဘက်ကိုလည်းညီမလေးတို့ကကြည့်ပေးပါတယ်အကိုကိုလည်းညီမလေးတို့ပြောတယ်ပေါ့နော်ပြီးတော့အကိုဘက်ကိုလည်းညီမလေးတို့ပြောတယ်ပေါ့နော်အကိုလို့တကယ်လို့ဗီဒီယိုလေးတင်တာအဆင်မပြေဘူးဆိုရင်ညီမလေးတို့ဘက်ကဖြတ်ပေးလိုက်မယ်နော်လို့ပြောအကိုဘက်ကပေါ့နော်ရပါတယ်အမကြီးမဖြတ်ပေးပါနဲ့တဲ့စင်ပြပါတယ်တဲ့ကျွန်တော်တို့ဘာမှဖြစ်ပါဘူးကျွန်တော်တို့နားလဲပါတယ်ဆိုပြီးတော့အကိုတို့မဖြတ်ခိုင်းလို့ဗီဒီယိုလေးကမဖြတ်တာပါရှင်ပေါ့နော်နားလဲပေးကြပါလို့ပြောချင်ပါတယ်ချစ်တဲ့သူတွေအများကြီးရှယ်ဖောက်ပြီးသွားပြီကိုနော်ကြိုက်လားကိုကြိုက်ပါတယ်ကြိုက်ပါတယ်နော်ဖန်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ကိုရောင်လေးကအရန်လာတယ်အကိုလိုချင်တဲ့ပုံလေးဒီလိုဆက်လေးအကိုလိုချင်တာဒီဖုန်းလေးပဲမလားကိုဟုတ်ကဲ့ကြိုက်လားကိုအရန်ကြိုက်ပါတယ်အရန်ကြိုက်ပါတယ်ချက်ပြပေးကိုဘက်ကအကိုကိုယ်တိုင်ကြိုက်ပြီးပြောပေးကိုစင်နီလားပေါ့ဝမ်းတာလားဝမ်းတာပါတယ်အားလုံးစင်နီပါတယ်နော်အားလုံးလည်းအားပေးတဲ့ကျွန်တော်အားပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်လူပြောနေကျွန်တော်နားလည်မှုပေးတဲ့တကယ်ချင်းတွေကိုလည်းအားလုံးပဲကျေးဇူးတင်ပါတယ်ပေါ့နော်ကျေးဇူးအများကြီးကျွန်တော်ဖုန်းနဲ့ဆောင်ပေးတဲ့ကျွန်တော်ညီလေးကိုလည်းကျေးဇူးအရန်အထူးတွေရှိပါတယ်ဟုတ်ကဲ့ကိုရပါညီမလေးတို့တတိယကိုထုတ်ပေးရလေးပေါ့ပေါ့နော်ဆိုတော့အခုဘာလို့လဲကျေးဇူးတင်ပါတယ်နော်တစ်ထေးလေးအကုန်လုံးစိုက်ပေးတဲ့ကျေးဇူးရတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရပြီနော်ဟုတ်ကဲ့ share ပဲနော် share ပဲပျော်လားကိုအရန်ပျော်အရန်ပျော်ပါတယ်ကိုအရန်ပျော်ပါတယ်ခင်းခုံပါတယ်ပေါ့အခုညီမလေးတို့ဆိုင်မှာလာပြီးဝယ်ဖို့အတွက်အကြံပြုချင်တာပါလဲဆိုတော့တချို့တော်တော်များများ comment တွေမှန်းထားတယ်တော်တော်များအကိုကိုချစ်တဲ့သူတွေပေါ့နော်ဗီဒီယိုလေးမဖြတ်ပြီးလို့ပေါ့ပြောတဲ့သူတွေနည်းနည်း share ဆိုတော့ဘယ်လိုလဲဒီ mobile glass ပေါ့နော်ဒီ American Center လေးလောက်မှာရှိတဲ့ဒီ mobile site မှာဝယ်ရတာအဆင်ပြေပါတယ်ပေါ့နော်အားလုံးအစောရအဆင်ပြေတယ်အကုန်လုံးစိတ်ချမ်းသာအောင်လည်းအကုန်လုံးချစ်စည်းပေးတယ်စီစဉ်ပေးတယ်ပေါ့နော်နောက်ဒါဝယ်တဲ့လူတွေအားလုံးကိုလည်းဒီ mobile glass American Center လေးလောက်မှာရှိတဲ့ mobile glass မှာလည်းလာပြီးတော့အားပေးပါပေါ့နော်ယုံကြည်စိတ်ချရပါတယ်ပေါ့နော်ကျေးဇူးများတင်ပါတယ်ကိုဟုတ်အဲ့ဆိုရင်ညီလေးတို့ခုcancel မဲလေးနိုင်ရအောင်ကိုcancel မဲဘယ်သူနိုင်ပါလဲကိုကြီးနိုင်ပါလားကိုကြီးနိုင်ပါလားပေါ့ဒီဘက်မှာပေါ့နော်အကိုနိုင်ပါလားကို cancel မဲဒီတစ်ခေါက်ကိုကြီးပဲနိုင်ပြီလိုက်ပေါ့အရင်တစ်ခေါက်လဲကိုကြီးပဲဖုန်းပေါက်ထားတယ်ဆိုတော့ကိုပဲနိုင်ပါအကိုပဲနိုင်ပါတဲ့ကိုကြီး cancel မဲနိုင်ပြီကိုကြီးနော်ဖုန်းလေးပေါက်ပါစေကိုကြီးပေါ့နော်ဖုန်းလေးပေါက်ပါစေအမအခုကြိုက်တဲ့အယုတ်လေးရွေးပေးကိုကြီးအယုတ်လည်း free နဲ့ရမှာဒီတည်းမှာကြိုက်တာလေးကန်ကောင်းပါစေကိုကြီးဒါလေးကအကိုကိုချစ်တဲ့သူတွေကတော်တော်လေးနောက်ဆိုစကားပဲရိုက်ကြပါဒါလေးဖြုတ်လိုက်မယ်ဟုတ်အခန်းဆဲမဲ့အလိုက်အရင်ဖြုတ်လိုက်ခွေဘာလေးပေါက်မလဲတော့မသိဘူးပေါ့ခွေနော်ကိုကြီးပဲဖြုတ်လိုက်ခွေအလိုက်ကိုနံပါတ်ဘယ်လောက်လဲလို့မနေ့ကလေးကပြောနေကျွန်တော်ဖုန်းပေါက်မှလည်းမသိဘူးလေပေါက်ပါစေခွေ20တဲ့နံပါတ်20တကယ်ကြီးဟုတ်လို့လားခွေဖုန်းလေးပေါက်ဖုန်းပြန်ပြီးပေါက်ရတယ်ခွေဟုတ်လို့လားဖုန်းလေးပေါက်ရတယ်ပြန်ပြီးတော့မှလို့လေကိုကြီး20ရဲ့ပြန်ပြီးဖုန်းပေါက်ရတယ်ဖုန်းပေါက်ရတယ်ပြီးရကျွန်တော်တင်မတော်ကိုကြီးအရင်တစ်ခါကအကိုနိုင်တော်ကလည်းဖုန်းပေါက်တယ်ကိုကြီးနော်ဖုန်းပေါက်တယ်တကယ်လားညီမလေးကိုလည်းမျိုးဖုန်းပေါက်ရတယ်တဲ့နံပါတ်20ပါဗျာအကိုမဲနိုင်မှန်လားအကိုမဲနိုင်ရဟာကိုကြီးဟုတ်လို့လားတစ်ချက်ကြည့်ပါလား20ဒါညာလေးမယုံနိုင်ဘူးဖြစ်နေရလောက20ပေါ့နော်ဖုန်းတွေ၄လုံးလောက်ရှိသွားပြီတစ်လုံးဝယ်တာနဲ့တစ်လုံး free ရနေတာကိုအရင်တစ်ခေါက်လဲတစ်လုံးဝယ်တာ cancel မနိုင်တာဖုန်းပေါက်သွားတယ်ကိုနော်အခုလဲဒီဖုန်းလေးပေါက်သွားတယ်ပျော်လားကိုကြီးပျော်ပါတယ်ပြောပြီးပါဦးအရန်ပျော်ပါတယ်အရန်ပျော်ပါတယ်ကျွန်တော်ဖုန်းလက်ဆောင်ပေးတဲ့ညီမကြီးကကျွန်တော်ညီလေးကိုပဲကျေးဇူးအရန်တင်ရှိပါတယ်ပေါ့နော်ဟုတ်
အခုဒီ အများကြီးပြောပေးကိုဖုန်းနှလုံးသားကိုဖုန်းလေးလုံးရှိသွားပြီဖုန်းပဲပေါက်နေ ဒီဖုန်းကကျွန်တော်ဘလော့ရိုက်တာပေါက်သွားတဲ့အတွက်ဒီဖုန်းကကျွန်တော်လက်ဆောင်ရထားတယ်ပေါ့ လက်ဆောင်ရထား လက်ဆောင်ရထားတယ်ပေါ့ဒီမြန်မာပြည်ကညီလေးတယောက်နဲ့ဒီတထေးနဲ့ပေါ့နော်တထေးပါဒီမှာပါဝင်ပြီးတော့ကူညီပေးတယ်ပေါ့နော်ဒီဖုန်းကကျွန်တော်ရဲ့ friend ပေါ့ Oppo Reno 14F ဒီကပေါက်သွားတယ်ပေါ့နော်ဒါတကယ်ချင်းလက်ဆောင်ရထားတယ်ဒီကောင်ကအခုမဲနိုင်လိုက်တာမဲပေါက်သွားပါတယ် mobile glass ကိုပေါက်သွားတယ်ဈေးကြီးတဲ့ဖုန်းကြီးကိုပေါက်သွားတယ် B30E လေးဒီမှာ Redmi Note 14 4G မဟုတ်ဘဲနဲ့ B30E ဖုန်းလေးကိုပေါက်သွားတယ်ညီမလေးကတော့အရန်ကိုပြောတယ်ကိုအကိုကတော့မသိဘူးညီမလေးကတော့အရန်ပြောတယ်ကို ကျွန်တော်လည်းပြောပါတယ် ညုံနိုင်ဖြစ်သွားလို့ပေါ့နော်မဲလေးကို4-5ချိန်လောက်ကြည့်လိုက်တယ်ဒီမှာ20ပေါ့နော်20လေးအကို20လေးပြီး30 သူများတွေကအရင်ပြီးခဲ့တဲ့တစ်ခါဘလော့ရိုက်တော့ကလည်းဒီပတ်ဝန်းကျင်ကပြောကြရပါတော့တရားလုံးဆက်ကြီးပါပေါ့နော်ဘာမှမဟုတ်ကြကျွန်တော်ရင်းနဲ့ခန်းစားချက်တိုင်းပဲကျွန်တော်ဖြစ်လာတာပါ တကယ်ကိုတော့အကိုတို့ကကန်ဆယ်မဲရှိရဆိုတာတော့အစတော့မသိဘူးပေါ့နော်ဆိုင်ဝင်လာပြီးတော့ဖုန်းလေးလည်းပေါက်သွားတယ်အခုလည်းဖုန်းပေါက်သွားတယ်အရဲဝမ်းတာအရဲဝမ်းတာပြောတယ်ကိုဒီလောက်စုမဲတွေအများကြီးတရားမှာအကိုကဖုန်းမဲအကြီးကိုပေါက်သွားတယ်ကိုဒါလုံးဝမဲအကြီးဆုံးမဲတာ B30 ပါခင်လေးတော့ညီမလေးတို့ရောင်းတဲ့စီတော့မှဒီကောင်က9000ရှိတယ်ကို နောက်ဖုန်းဝယ်မဲ့လူတွေရှိရပေါ့ထိုင်းနိုင်ငံအတွင်းမှာဖုန်းဝယ်မဲ့လူတွေရှိရင်လည်းဒီ MK Center လေးလော်မှာရှိတဲ့ဒီ mobile glass ကိုပဲဝယ်ယူအားပေးပါလေကျွန်တော်အထူးပဲမြတ်တာရက်ခံအပ်ပါတယ်ယုံကြည်မှုလည်းရှိတယ်ပေါ့နော်ဘယ်လိုဆက်ဆံရေးလည်းကောင်းတယ်အဆက်ဆက်အဆင်ပြေတယ်ပေါ့နော် ကျေးဇူးများကြီးတင်ပါတယ်ညီလေးတော့အရန်ပြောတယ်အကိုပေါ့နော်အခုလိုမျိုးလုပ်ပေးလိုက်ရတာလေညီလေးအရန်ဝမ်းတာတယ်အကိုဖုန်းပေါက်သွားတော့လေအရန်ဝမ်းတာတယ်ကိုပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ကဲအကိုကိုချစ်တဲ့သူတွေအားလုံးကိုလည်းအကိုဘက်ကကျေးဇူးများကြီးတင်ပါတယ်လို့ညီလေးဘက်ကနေလည်းပြန်ပြီးပြောချင်ပါတယ် ကျွန်တော်ချစ်တဲ့လူတွေအားလုံးကျွန်တော်အားပေးတဲ့လူတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာနိုင်ငံကျွန်တော်ဖုန်းလက်ဆောင်ဝယ်ပေးတဲ့ညီလေးကိုလည်းကျေးဇူးရမ်းတင်ရှိပါတယ် ကျေးဇူးရမ်းတင်ပါတယ်အကိုတငယ်ချင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ် တရားညီလေးကြောင့်လည်းဒီဖုန်းလေးရရတဲ့ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ အားလုံးကိုကျေးဇူးတင်ပါတယ် ညီမလေးတို့ဆိုင်မှာလာပြီးတော့မှပြပြပေါ်ကန်ဆယ်မလေးနိုင်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ဆိုင်လိပ်စာလေးကတော့ MPK ကုန်ချိုက်လေးလွာဆိုင်ကနံပါတ် 4C6 ကျမဆိုင်လေးဖွင့်လှစ်ထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်အရန်ကိုပြောပါတယ်အရန်ကိုပြောပါတယ်ဂိမ်းနဲ့ကျေးဇူးများကြီးတင်ပါတယ် ညီမကြီးကကျွန်တော်လက်ဆောင်ပေးတဲ့ညီလေးကလည်းကျွန်တော်ရဲ့အပြုံးကိုပဲသူလိုချင်တာ လိုချင်တာအခုပြုံးပြလိုက်ပြီလောကပြုံးပြလိုက်ပြီကျေးဇူးများကြီးတင်ပါတယ်ကိုနိုင်ရေးပေါ့နော်အထူးတစ်ဖြစ်ကျေးဇူးများကြီးတင်နေတာကိုနိုင်နဲ့ညီမလေးတို့ဆိုင်တထေးကိုပေါ့နော်အခုလိုမျိုးအကိုကိုလုပ်ပြီးရတဲ့အတွက်လည်းညီမလေးဘက်ကလည်းအရန်ဝမ်းသာပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်ပေါ့နော်ကျေးဇူးများကြီးတင်ပါတယ်ကိုနိုင်ရေး